online ကနေငွေတစ်ခုတိဆောက်ရှင်တယ်ငွေတစ်ခုရကျင်တယ်ဒါပေမဲ့ရုပ်ပြရမှာလဲရှက်တယ်ဗီဒီယို edit လည်းမရပြန်ဘူးသူများဗီဒီယိုလည်းမတင်ချင်ဘူးဂိမ်းလည်းမစော့ချင်ဘူးဂိမ်းလည်းမစော့တတ်ဘူး online shopping လည်းမလုပ်တတ်ဘူး online လည်းအမြဲမတတ်နိုင်ဘူးဒါတွေမလုပ်တတ်လို့လည်းကိစ္စမရှိပါဘူးနောက်ထပ်ပတ်စံချောင်လို့ရတဲ့နေရာယုံကြည်စိတ်ချလို့ရတဲ့နေရာအထာကြကြပတ်စံချလို့ရတဲ့နေရာရှိပါသေးတယ်အဲ့ဒါတော့ဂျာဖြတ်လုပ်ငန်းပဲဖြစ်ပါတယ် No I'm just kidding နောက်တာပါရှိပါတယ်အဲ့ဒါတော့ cryptocurrency တွေကိုအယောင်းဝယ်ပြုလုပ်လို့ရတဲ့နေရာတစ်ခုဖြစ်တဲ့ buy နဲ့ပဲဖြစ်ပါတယ်အဲ့တော့ like လေးလာကြည့်ပါပြန်ပြီး like ရှာကြည့်ကြပါ like ရှာရမှာပြင်းတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်Telegram ကောက်မှာကျွန်တော် like ကြည့်ဖြစ်တဲ့ဟာ like လေးလာဖြစ်တဲ့ video တွေကိုအကုန်လုံးတစုတစည်းတည်းတင်ထားပေးပါတယ်စိတ်ပါရင်ကျွန်တော်Telegram ကောက်ကို join ခဲ့လိုက်ပါခင်ဗျားတို့နောက်ကြောင်းနေမှာဆိုလို့ပြောတာပါကျွန်တော်လည်းဘာကောင်းမှမဟုတ်ပါဘူး